မာတင်မယ်ဆိုတိုင်းကနေပေးထားတယ်ဖြူဝင်းဆရာတည်းရခင်ဗျရွှေထွန်းအေရဖြစ်နေပေးထားတယ်ချက်ထိန်တယ်ပိတ်တယ်ကိုပြီခင်ဗျလက်ကြီးချိန်မှာတော့မြန်မာတင်းသူတို့ရှာဖွေနေတဲ့ဦးဆောင်ကိုတကိုတော့ဒီနေ့ပွဲစဉ်မှာမလေးရှားတင်းရဲ့ခံစစ်ကိုကောင်းမွန်သောဒုက္ခပေးနေပြီးတော့ခြေစွမ်းပြနေတဲ့စမ်းတော်တော်သူသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ဘယ်ကျန်းနေရွှေထွန်းရဲ့ဖြစ်တဲ့ပေးဖို့မှုကိုစမ်းတော်တော်ကောင်းမွန်သောချက်ထိန်ပြီးတော့သုံးသက်ပိတ်သိမ်းယူနိုင်ခဲ့ရလည်းဖြစ်ပါတယ်ပွဲစားရဲ့တောက်ချောက်ဖိအားပေးနေခဲ့တဲ့မြန်မာတင်းရဲ့တိုက်စစ်လက်ရှိချိန်မှာတော့ရှာဖွေနေတဲ့ဦးဆောင်ကိုတကိုတော့ရှာယူသွားနိုင်ခဲ့ရလည်းဖြစ်ပါတယ်စံတော်တော်ညာကြီးလေးနဲ့ထိပြီးတော့ဒါရပဲစုံသက်ပိတ်သွင်းယူခဲ့လည်းဖြစ်ပါတယ်ဒီတွင်းကိုတော့မြန်မာတင်းရဲ့အဓိကတိုက်စစ်မှုလို့ဆိုရမယ့်ဝင်းသိမ့်ကြီးထွန်းကဖန်တီးပေးသွားခဲ့ရလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့2023စီးကင်းပြိုင်ပွဲမှာလည်းမလေးရှားအသင်းဘက်ကိုတွင်းကိုတွေရယူနိုင်ခဲ့တဲ့စမ်းတော်တော်ဒီပွဲစဉ်မှာလည်းထပ်